တခြားရေးလာစီသွားကြမယ်ဒီသွားကြမယ်ဒီနေ့လာဝန်နဲ့ဆန်ရှိုင်းလေးနဲ့ကလောမျိုးရဲ့နာမည်ကြီး9ရက်စီလေးကိုသွားမှာဖြစ်ပါတယ်ဒီတော့လာဝန်တို့နဲ့တူတူ9ရက်စီလေးကိုသွားကြည့်ရအောင်ဆန်ရှိုင်းဒီမှာခဏထိုင်ဆောင်နေထိုင်စစ်မတော်လေးချိန်ကြည့်ပေးပါဘယ်လိုချိန်50သားလား50သားချိန်ပြီနော်ဟုတ်ကဲ့ဟုတ်ခိုင်းနေနော်ဒါနဲ့အားရှူးပြုံးပြီးနေနော်ဘယ်လောက်လဲဒါလေးဘယ်လိုရောင်းလဲဘယ်လောက်900ဟုတ်ကဲ့မဒါလေးနှစ်ပွင့်ဒါလေးနှစ်ပွင့်မိမိခဏနေထိုင်စဒါလေးက1000ဘူးတခြားရေးလာတာနဲ့ဟုတ်ကဲ့ရတယ်မမမိမိထိုင်ထိုင်မင်းနှုတ်ဆက်အေးထိုင်မင်းနှုတ်ဆက်ဒီလိုတော့အခုချတာဒီတင်ပါလေလေဒီရတော့ဟိုဒီဂျာဒီဦးတို့တာယာကိုပြောင်းလာတာပြောင်းလာကြာပြီလားမပြောင်းမယ်10နှစ်လောက်ရှိပြီအော်ဟုတ်ကဲ့သမီးလေးအဖိုးလေးဝမ်းတော်မြဲကြီးတောင်းလာကြတယ်အရင်ကတင်ပါလေဒီကျေးဇူးတင်ပါလေအဲ့ရလိုက်မှာဒါအေးဖေကလာနော်လာတက်မမအဘွားဟုတ်တယ်ရန်ကုန်ကနေတော့တကူတကဒီမှာလာဆောင်ရတယ်လို့